Elon Musk ကိုလှုပ်ကြံဖို့ကြိုးစားသူတွေဘာကြောင့်မအောင်မြင်ရလဲကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Elon Musk ဟာနည်းပညာနဲ့နိုင်ငံရေးလောကမှာဩဇာညောင်းသူတစ်ယောက်ဖြစ်တာကြောင့်သူ့ကိုရန်ပြုကျင်သူတွေနဲ့လှုပ်ကြံဖို့ကြိုးစားသူတွေဟာအရင်ကထက်ပိုများလာခဲ့ပါတယ်ဒါပေမဲ့ဒီလိုချိန်ချောက်မှုတွေကြားမှာသူဘာကြောင့်ဘေးကင်းနေရသလဲဆိုရင်တော့အစစ်မြစ်နည်းပညာတွေသုံးထားတဲ့သူ့ရဲ့ကိုယ်ရံတော်အဖွဲ့နဲ့တန်ကြပ်ကားတွေပါဝင်တာမန်တဲ့ထူးကဲတဲ့လုံခြုံရေးအစီအမံတွေကြောင့်ပဲဖြစ်ပါတယ်သူ့ရဲ့လုံခြုံရေးအဖွဲ့ဟာစစ်တပ်အဆင့်နီးပါးလေ့ကျင့်ထားရုံနဲ့မကဘဲ AI စနစ်တွေကိုပါအသုံးပြုပြီးအန္တရာယ်တွေကိုကြိုတင်တွက်ချက်တားဆီးပေးနေတာမျိုးပါဒါကြောင့်ကျွန်တော်ကဒီနေ့မှာ Elon Musk ရဲ့အသက်အန္တရာယ်ကိုဘယ်လိုလုံခြုံရေးအစီအမံတွေနဲ့သေးစိတ်ကာကွယ်ပေးထားလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့သေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်Elon Musk ကစီးပွားရေးနိုင်ငံရေးနဲ့နည်းပညာအခမ်းကဏ္ဍတွေမှာတဟုန်ထိုးအောင်မြင်လာတဲ့နောက်ပိုင်းမှာတော့သူ့ပေါ်ရန်လိုမုန်းတီးသူတွေနဲ့လှုပ်ကြံဖို့ကြံစည်သူတွေဟာအရင်ကတည်းကအစမတန်များပြားလာခဲ့ပါတယ်အထူးသဖြင့်အငင်းပွားဖွယ်ရာကိစ္စရပ်တွေမှာပါဝင်ပတ်သက်လာတာနဲ့အမျှသူ့ရဲ့ချိန်ချောက်ခံရမှု level ဟာတာမန်ဘီလီယံနာတွေထက်ပိုမြင့်သွားပြီးစစ်တပ်အဆင့်နီးပါးလုံခြုံရေးတွေကိုအသုံးပြုခဲ့ရပါတယ်ဒါကြောင့်မလို့လက်ရှိမှာသူဟာတစ်နှစ်ကိုဒေါ်လာတန်းချီအကုန်ကျခံပြီး AI နည်းပညာသုံးလုံခြုံရေးစနစ်တွေနဲ့ကမ္ဘာပေါ်မှာ bodyguard အများဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ရပ်တည်နေရတာပဲဖြစ်ပါတယ်Elon Musk ရဲ့လုံခြုံရေးအဖွဲ့ဟာတာမန်ကိုရံတော်အဖွဲ့မျိုးမဟုတ်ဘဲအထူးတပ်ဖွဲ့ဝင်ဟောင်းတွေနဲ့စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူအယောက်100ဝန်းကျင်ထိပါဝင်တဲ့ဧရာမပုဂ္ဂလိကစစ်တပ်ငယ်တစ်ခုလိုတောင့်တင်းလာပါတယ်သူ့ကိုကာကွယ်ပေးထားတဲ့ဒီအဖွဲ့ကိုဝိုင်ရမ်းကြားလို့အမည်ဝက်ပေးထားပြီး Musk သွားလီယာကိုစစ်စင်ရေးတစ်ခုလိုမျိုးအချိန်ပြည့်စောင့်ကြည့်ကာကွယ်ပေးနေတာလည်းဖြစ်ပါတယ်ဒီလောက်ထိအင်အားအလုံးရင်းနဲ့ကာကွယ်ယူထားတာကြောင့် Elon Musk ရဲ့လုံခြုံရေးစနစ်ဟာကမ္ဘာခေါင်းဆောင်ကြီးတွေရဲ့အဆင့်တန်းနီးပါးကိုခိုင်မာနေတာပဲဖြစ်ပါတယ်Elon Musk ရဲ့အသက်အန္တရာယ်ကိုချိန်ချောက်ခဲ့တဲ့ဖြစ်ရပ်တွေထဲမှာ Tesla ရုံးချုပ်နားမှာလက်နက်ကင်ဆောင်ထားသူတဦးကိုဖမ်းဆီးရမိခဲ့တဲ့ဖြစ်ရပ်ကတကယ်ကိုထိတ်လန့်စရာအကောင်းဆုံးပါပဲဒါအပြင်သူ့ရဲ့ကိုယ်ပိုင်လေယာဉ်ပြန်တမ်းမှုကိုတိုက်ရိုက်ခြေရာခံပြသတဲ့ Twitter အကောင့်ကြောင့်လုံခြုံရေးရစိုးရိမ်စရာတွေဖြစ်ခဲ့ရသလိုတခါကဆိုရင်နောက်ရောက်ခံလိုက်သူတဦးက Musk ရဲ့သားဖြစ်သူလိုက်ပါလာတဲ့ကားကိုပါတကောက်ကောက်လိုက်လံနှောက်ယှက်ခဲ့ဘူးပါတယ်ဒီလိုမျိုးမိသားစုဝင်တွေအထိပါအန္တရာယ်ပြုဖို့ကြိုးစားလာတဲ့ဖြစ်ရပ်တွေကြောင့်ပဲElon Musk ဟာသူ့ရဲ့လုံခြုံရေးကိုအစွမ်းကုန်တိုးမြှင့်လိုက်ရတာပဲဖြစ်ပါတယ်Elon Musk ရဲ့လုံခြုံရေးစနစ်ဟာသိပ္ပံရုပ်ရှင်တွေကအတိုင်းအဆင့်မြင့်လွန်းနေပြီးသူစီးတဲ့ကားတွေဟာကြီးစံနေမကပဲပောက်ကွဲစေတတ်တဲ့အရာတွေကိုပါခံနိုင်ရရှိအောင်အထူးစီမံထားတဲ့ bulletproof ကားတွေပဲဖြစ်ပါတယ်သူသွားလီယာမှာလည်းရှေ့နောက်ခြံရံထားတဲ့ security တန်းစီရင်တန်းတွေဘက်ကက်ကားတွေနဲ့စနစ်တကျသွားလာတတ်သလိုသူ့ရဲ့နေအိမ်တွေဟာလည်းခံတပ်တစ်ခုလိုမျိုးအဆင့်မြင့်ကင်မရာတွေအာရုံခံကိရိယာတွေနဲ့ရေးပေါ်ထွက်ပေါက်တွေစုံလင်စွာတပ်ဆင်ထားတာပါဒါကြောင့်သူ့ရဲ့ security ဟာနီးပညာနဲ့စီရေးဗျူဟာကိုပေါင်းစပ်ထားတဲ့ကမ္ဘာအဆင့်မြင့်ဆုံးပုဂ္ဂလိကလုံခြုံရေးစနစ်တစ်ခုလို့ဆိုနိုင်ပါတယ်ဒါကြောင့်အောင်မြင်မှုတွေကြီးမားလာလေကြုံတွေ့ရနိုင်တဲ့ရန်သူနဲ့အန္တရာယ်တွေကလည်းပိုများလာလေဖြစ်လို့တာမန်ထက်လွန်ခဲ့တဲ့လုံခြုံရေးစီမံတွေကိုသူ့ရဲ့နေ့စဉ်လူနေမှုဘဝမှာမဖြစ်မနေကျင့်သုံးလာရတာပါဒါကြောင့်ဘီလီယံနာတယောက်ရဲ့လက်တွေ့ဘဝဆိုတာငွေကြေးချမ်းသာမှုတွေမကဘဲကို့အသက်ဘေးကင်းဖို့အတွက်ကိုပါအချိန်ပြည့်နိုးနိုးကြားကြားနဲ့စောင့်ကြည့်ကာကွယ်နေရတာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကမိတ်ဆွေတို့အကျိုးရှိတယ်ဆိုရင်စိတ်ထားလိုက်ပါနောက်ထပ်အကြောင်းအရာတွေကိုလည်းလက်မလွတ်တမ်းကြည့်ရှုလို့ရအောင်နေပြည်တော် channel လေးကို follow လုပ်ထားလိုက်တော့နော်